မင်္ဂလာပါနားဆင်သူတို့ရေဘဟုတုတ္တကိုချစ်မြတ်လို့သူများအားလုံးကိုကြိုဆိုလိုက်ပါတယ်ဒီနေ့စာအုပ်အနှစ်ချုပ်အစီအစဉ်မှာတော့စိတ်ကိုထိခိုက်စေပြီးအမှန်တရားနဲ့ပြည့်နေတဲ့စတီဖာနီလန်ရေးသားထားတဲ့မိတ်ဆိုတဲ့စာအုပ်ကိုအတူတူလေ့လာပါကြပါမယ်ဒီစာအုပ်ဟာစေရဲမွဲတေမှုမိခင်ဘဝလစာနဲ့တဲ့အလုပ်တွေကြားမှာလူတစ်ယောက်ဘလို့ရုန်းကန်ရှင်သန်ရတယ်လဲဆိုတာကိုအလားအပမဖုံးကွယ်ပဲပြသထားပါတယ်ဒါဟာစာရေးဆရာတယောက်ရဲ့အောင်မြင်မှုဇာတ်လမ်းမဟုတ်ပါဘူး။ဒါဟာအသက်ရှင်ရေးအတွက်မရမနာတိုက်ပွဲဝင်ခဲ့ရတဲ့မိခင်တယောက်ရဲ့အတန်ပဲဖြစ်ပါတယ်။စေရဲမွဲတေမှုရဲ့အမှန်တရားဒီလိုစိတ်ကူးကြည့်ပါ။ကလေးတယောက်ကိုခြိထားရင်လက်တစ်ဖက်မှာကြမ်းတိုက်တဲ့ဒုတ်ချောင်းနောက်တစ်ဖက်မှာတန်ရှင်းအချိန်စရာဒီအခြေအနေဟာစင်ဒရဲလာဇာတ်လမ်းမဟုတ်ပါဘူး။ဒါဟာစတီဖာနီလန်ရဲ့နေ့စဉ်ဘဝပါ။လစဉ်ဝင်ငွေဒေါ်လာ1000မပြည့်တဲ့အချိန်မှာအိမ်ငါးကကလေးထိန်ကအစားအစာအရာအလုံးကိုချိန်ညှိရပါတယ်။ဒီစာအုပ်ကပြောပြတာကစင်းရဲမွဲတေမှုဆိုတာအလုံးမလုံးချင်းချင်းငွေမရှိခြင်းနဲ့မဟုတ်ပါဘူး။စင်းရဲမွဲတေမှုဟာမနက်မိုးလင်းတိုင်းစိုးရိမ်မှုနဲ့ထားရခြင်းမှာလစာနဲ့ရဲ့အလုပ်တွေအချိန်ကြာလုပ်နေရပေမဲ့ဘယ်တော့မှမလုံလောက်နိုင်ပါဘူး။အိမ်ငါးကပြက်စစ်မီတာကလေးအတွက်နိုးမုံအားလုံးဟာရွေးချယ်ရတဲ့စီးရင်ထဲမှာပါပါတယ်။ဒီနေ့စားမလားမနက်ဖြန်အတွက်တင်ထားမလားဒီလိုရွေးချယ်မှုတွေကစိတ်ကိုတဖြည်းဖြည်းနဲ့ပင်ပန်းစေပါတယ်။အိမ်မက်တွေရက်တန့်သွားတယ်။စတီဖာနီဟာစောင်းတွေကိုချစ်တဲ့မိမငယ်တယောက်ပါ။တက္ကသိုလ်တက်ခြင်းနဲ့စောင်းတွေနဲ့နေရခြင်းနဲ့ဘဝကိုကိုယ်တိုင်ရေးခြင်းနဲ့စာရေးဆရာမဖြစ်တဲ့အိမ်မက်ကြီးနဲ့တက္ကသိုလ်ကိုသွားဖို့စိတ်ကူးရင်ခဲ့ပါတယ်။ဒါပေမဲ့မမျှော်လင့်ထားတဲ့ကိုဝင်ကသူမရဲ့အိမ်မက်တွေကိုခဏရပ်တန့်စေခဲ့ပါတယ်။အိမ်မက်နဲ့တာဝန်ရွေးချယ်ရတဲ့အချိန်မှာစတီဖာနီကမိခင်ဖြစ်ခြင်းကိုရွေးခဲ့ပါတယ်။ဒါဟာလွယ်ကူတဲ့ဆုံးဖြတ်ချက်တော့မဟုတ်ပါဘူး။ဒါဟာသူမရဲ့ဘဝကိုပြောင်းလဲသွားစေတဲ့ဆုံးဖြတ်ချက်ပါ။ကလေးအဖေရဲ့အပြုမူတွေကအချိန်ကြာနဲ့အမျှစိတ်ပိုင်းဆိုင်ရာကိုယ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုဖြစ်လာပါတယ်။အိမ်မှာနေဖို့ဆိုတာလုံးဝမရှိတော့ပါဘူး။သမီးလေးကိုကာဝယ်ဖို့စတီဖာနီကအဲ့ဒီဆက်ဆံရေးကိုစွန့်ခွာလိုက်ပါတယ်။ဒါပေမဲ့လွတ်မြောက်လာတဲ့အတူအိမ်မရှိတဲ့ဘဝအလုံးမရှိတဲ့ဘဝကိုရင်ဆိုင်ရပါတယ်။သူမထွက်ခွာလာတဲ့အချိန်လက်ထဲမှာပတ်စံနဲ့အိတ်တလုံးသမီးတယောက်ပဲရှိပါတယ်။အိမ်ရမဲ့ဘဝယာယီအိမ်ယာစီးမင်းတွေစစ်ဆေးမှုတွေစောင့်စားရတဲ့နာရီတွေအကူအညီရဖို့အခက်အခဲတွေအများကြီးဖြတ်ကျော်ရပါတယ်။အကူအညီဆိုတာကယ်တင်မေးတယ်လို့လူတယောက်ရဲ့ဂုဏ်သိက္ခာကိုလည်းစမ်းသပ်တတ်ပါတယ်။မင်းအကူအညီရယူဖို့ထိုက်တန်ရဲ့လားဆိုတဲ့မေးခွန်းကအမြဲလိုပါနေပါတယ်။အများစုက welfare အကူအညီယူတဲ့သူတွေကိုအလုံးမလုံးချင်တဲ့လူတွေလို့မြင်ကြပါတယ်။ဒါပေမဲ့စတီဖာနီအတွက်ဒီအကူအညီကအလုပ်ပြန်လုပ်နိုင်ဖို့လမ်းဖွင့်ပေးခဲ့တာပါ။ဒါတော့ဈေးဝယ်တဲ့အခါလူတွေရဲ့မျက်လုံးတွေကြောင့်ရှက်ရွံ့မှုကြောက်ရွံ့မှုကိုခံစားခဲ့ရပါတယ်။စင်းရဲမွဲတေမှုဆိုတာလူတစ်ယောက်ရဲ့အမှားမဟုတ်ပါဘူး။ဒါပေမဲ့လူတွေရဲ့အမြင်မှာတော့အပြစ်တင်ခြင်းတွေပါဝင်တတ်ပါတယ်။တန်ရှင်းအလုပ်ဟာကိုယ်ခန္ဓာကိုပင်ပန်းစေတယ်၊ဒူးနာတယ်၊လက်နာတယ်၊နောက်ကျောနာတယ်။ဒါပေမဲ့အယမ်းနာတာကတော့စိတ်ပါ။ကိုယ်တိုင်ရှင်းလင်းထားတဲ့အိမ်လှလှလေးတွေထဲမှာကိုယ့်ဘဝကိုပြန်မြင်ရတဲ့အခါအတိတ်ပဲမဲ့နေတတ်တယ်။ကျန်းတိုက်တဲ့ဒုတ်ကိုကရင်တတိအိမ်တွေကိုတန်ရှင်းမိနေရပေမဲ့ကိုဘဝကတော့မပြောင်းလဲနိုင်ပါဘူး။ဒီအလုပ်ကမမြင်ရပေမဲ့အိမ်တိုင်းအတွက်မရှိမဖြစ်လိုအပ်ပါတယ်။ဒါပေမဲ့တန်မိုးထားခြင်းတော့မခံရပါဘူး။ဒီလိုအခက်အခဲတွေကြားမှာတော့စတီဖာနီကသင်ယူနိုင်ခဲ့ပါတယ်။သမီးကစတီဖာနီအတွက်တာမန်တရှိခြင်းမဟုတ်ပါဘူး။အင်အားပါ။တင်မန်းတဲ့နေ့တွေမှာမရက်နိုင်အောင်လှုံ့ဆော်ပေးတဲ့အကြောင်းပြချက်ပါ။ပျော်ရွှင်မှုဟာအကြီးမလိုပါဘူး။သမီးနဲ့အတူတူရီမောနိုင်တဲ့အချိန်တွေပါပဲ။သမီးနဲ့အတူတူစာအုပ်ဖတ်နိုင်တဲ့ညတညနဲ့တွေလုံလောက်ပါတယ်။နောက်ဆုံးမှာစတီဖာနီဟာတက္ကသိုလ်ကိုသွားနိုင်ခဲ့ပါတယ်။ University of Montana မှာ English နဲ့ Creative Writing ကိုလေ့လာပြီးဘွဲ့ရရှိခဲ့ပါတယ်။ဒါဟာမစွန့်မနစ်ရုန်းကန်ကြိုးစားခဲ့လို့ပါ။စာရေးဆရာမဖြစ်ချင်တဲ့အိမ်မက်ဟာနောက်ကျသွားခဲ့ပေမဲ့မပြတ်စည်းသွားခဲ့ပါဘူး။ဒီစာအုပ်ဟာစေရဲမွဲတေမှုအကြောင်းစာအုပ်အုပ်တာမဟုတ်ပါဘူး။ဒါဟာလူသားတယောက်ရဲ့ခန္ဓာရည်မိခင်ဖြစ်ခြင်းရဲ့အင်အားမလျော့မခွာအိမ်မက်တွေကိုတက်တည်ပြထားတဲ့ဇာတ်လမ်းမှာ
ဒီနေ့ဒီအတန်ကိုနားထောင်နေတာဟာလူတစ်ယောက်ရဲ့ဘဝကိုနားထောင်နေတာပါကျမတို့ရဲ့စာအုပ်အနှစ်ချုပ်အစီအစဉ်ကိုစောင့်ကြည့်နားဆင်မိခဲ့ကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်ဒီစာအုပ်လေးကနားဆင်သူတို့အတွက်တစ်ခုခုထူးခြားသွားစေတယ်အကျိုးရှိရလို့ခံစားရတယ်ဆိုရင်တော့ကျမရဲ့ channel လေးကို subscribe လုပ်ထားပေးဖို့ဖိတ်ခေါ်ချင်ပါတယ်နောက်အပိုင်းမှာလည်းစာအုပ်ကောင်းတစ်အုပ်နဲ့ပြန်တွေ့ကြမယ်နော်ပျော်ရွှင်စွာနားထောင်ပါပျော်ရွှင်စွာဖတ်ပါပြီးတော့အဓိပ္ပာယ်ရှိစွာနေထိုင်ပါ